ဒါဟာအချမ်းသာဆုံးသူတွေပဲတက်နိုင်တဲ့ဝန်ဆောင်မှုတစ်ခုပါအဲ့ဒါကတော့တေချင်းတရားကိုလှည့်စားခြင်းပါပဲဘီလီယံနာတယောက်ဟာသူ့ကိုယ်သူထိန်းချုပ်ထားတဲ့နှစ်ချိုက်စွာအိပ်ပျော်ခြင်း deep sleep ထဲထည့်သွင်းဖို့အတွက်ဒေါ်လာ1 ဘီလီယံပေးချေခဲ့ပါတယ်စိတ်ရန်တရားကြီးရက်တန့်သွားတဲ့အခါသူတည်မသွားခဲ့ပါဘူးသူဟာခန္ဓာကိုယ်အသစ်တစ်ခုထဲမှာမျက်လုံးပွင့်လာခဲ့တယ်ဘေးကိုလှည့်ကြည့်လိုက်တဲ့အခါစပွဲပေါ်မှာအေးဆက်ပြီးတက်မဲ့ဖြစ်နေတဲ့သူ့ရဲ့မူလခန္ဓာကိုယ်ဟောင်းကြီးကိုတွေ့လိုက်ရတယ်သူဟာကိုယ်အလောင်းကိုပြန်ဆိုင်ကြည့်ရင်တုံလို့ခြောက်ခြားစွာနဲ့ရက်နေမိတယ်ဝိညာဉ်ကူးပြောင်းမှုကအောင်မြင်သွားခဲ့ပြီးသူ့ရဲ့အတိစိတ်ကရှင်တန်ကြံရစ်ခဲ့ပါတယ်သူအစ်စ်တဖန်ပြန်လည်မွေးဖွားလာခဲ့ပြီးတစ်ချိန်ကသူဟာကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တွေကတယောက်ဖြစ်ခဲ့ပေမဲ့ဆရာဝန်တွေကသူ့မှာကုလို့မရတဲ့ယောဂရှိနေကြောင်းနဲ့အသက်ရှင်ဖို့6လပဲလို့တော့ကြောင်းပြောခဲ့ကြတယ်သူ့ရဲ့အကြီးမားဆုံးနောက်တကတေရမှာမဟုတ်ဘူးတေဆုံးသွားရခြင်းကိုယ်တိုင်မှာပဲမတုံးရသေးတဲ့ငွေကြေးမြောက်များရှိနေသေးတာကြောင့်တထေးကြီးတွေအတွက်ထာဝရအသက်ကိုဂရုပေးထားတဲ့ New Hope ဆိုတဲ့ပြုတ်ဝက်စီဝနည်းပညာကုမ္ပဏီတစ်ခုနဲ့သူ့တငယ်ချင်းကမိတ်ဆက်ပေးခဲ့ပါတယ်သူတို့ရဲ့နီလန်းကရိုးရှင်းပါတယ်လူတစ်ယောက်ရဲ့အတိစိတ်ဝိညာဉ်ကိုပုံမနှုတ်ပြချမ်းမာတဲ့ခန္ဓာကိုယ်လေးကိုပြောင်းရွှေ့ပေးတာပါသူဟာဒေါ်လာ1 ဘီလီယံကိုဘာမှမစင်စားပဲချက်ချင်းလွှဲပေးလိုက်တယ်နောက်တစ်နေ့မှာတော့သူဟာစားတောက်ဆိုင်တစ်ခုထဲမှာလဲကျသွားခဲ့ပြီးလူနာတင်ကားပေါ်မှာနိုးလာခဲ့တယ်ဆေးဘက်ဆိုင်ရာဝန်ထမ်းတိုင်းဟာအဲ့ဒီကုမ္ပဏီကဝန်ထမ်းတွေကြီးပါပဲဓာတ်ခွဲခန်းထဲမှာအဖွဲ့သားတွေဟာလုပ်ငန်းစဉ်ကိုနောက်ဆုံးအကြိမ်ပြန်လည်စစ်ဆေးပြီးတဲ့နောက်အခန်းထဲမှာဆူရှာတဲ့အလင်းတန်းတစ်ခုဖြာထွက်သွားတယ်ကူပြောင်းခြင်းပြီးဆုံးသွားပါပြီပထမဆုံးရက်သက်တစ်ပတ်တွေကတော့ထူးဆန်းနေခဲ့တယ်ခန္ဓာကိုယ်အစ်စ်ကသူ့ထင်သလိုလှုပ်ရှားလို့မရဘူးတလကြာပြင်းပြင်းထန်ထန်လေ့ကျင့်ပြီးတဲ့နောက်မှာတော့သူအသားကျလာခဲ့တယ်ဒါပေမဲ့အဲ့ဒီနောက်မှာစိတ်အာရုံခြောက်ခြားမှုတွေစတင်လာပြီးပြင်းထန်တဲ့ခေါင်းကိုက်ဝေဒနာနဲ့အတူသူနဲ့မဆိုင်တဲ့စိမ့်သက်နေတဲ့မှတ်ဉာဏ်တွေသူ့စိတ်ထဲကိုစီးဝင်လာခဲ့တယ်ဒီမှတ်ဉာဏ်တွေဟာသူ့အပိုင်မဟုတ်ပေမဲ့ထိတ်လန့်စရာကောင်းလောက်အောင်ကိုတကယ်စစ်အမှန်တွေလိုခံစားနေရပါတယ်